မင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုမှာတော့ AI ကိုစတင်လေ့လာခြင်းသူများအတွက်လွယ်ကူစွာနားလည်နိုင်အောင်အခြေခံကနေရှင်းပြပေးသွားမှာဖြစ်ပါတယ် AI ဆိုတာက Artificial Intelligence လို့ခေါ်ပြီးလူသားလို့တွေးခေါ်နိုင်တဲ့ computer စနစ်တစ်ခုဖြစ်ပါတယ်ရှင်ဥပမာအနေနဲ့ Voice Assistant နဲ့ Face Unlock နည်းပညာ YouTube မှာဗီဒီယိုအကြံပြုတဲ့ system တွေဟာ AI ကိုအသုံးပြုထားတာဖြစ်ပါတယ် AI ကိုအဓိက၃မျိုးခွဲနိုင်ပါတယ် Narrow AI တစ်ခုတည်းသောအလုပ်ကိုလုပ်နိုင်ပါတယ် General AI လူသားလိုအမျိုးမျိုးလုပ်နိုင်ဖို့ရည်ရွယ်ထားပါတယ် AI ကိုလေ့လာသင်တဲ့အကြောင်းကတော့အနာဂတ်မှာအရေးကြီးဆုံး skill တစ်ခုဖြစ်လို့ပါအလုပ်အကိုင်အခွင့်အလမ်းတွေပိုများလာပါတယ်ဝင်ငွေလည်းကောင်းလာနိုင်ပါတယ်အလုပ်တွေကိုပိုပြီးလွယ်ကူစေပါတယ်ရှင်စတင်လေ့လာခြင်းသူများအတွက်ဒီအဆင့်တွေကိုအကြံပြုချင်ပါတယ်ကွန်ပျူတာအခြေခံ Python programming Math အခြေခံ Machine learning Deep learning အရေးကြီးဆုံးကတော့ practice ဆိုဖို့ပါပဲ project လေးတွေကိုကိုယ်တိုင်စမ်းလုပ်ကြည့်ပါရှင်အစမှခက်ခဲနိုင်ပါတယ်ဒါပေမဲ့မရမနာဆက်လေ့လာပါအောင်မြင်နိုင်မှာချစ်ပါတယ်ဒီနေ့ခေတ်မှာ AI ဟာနည်းပညာလောကမှာသာမကငွေရှာနိုင်တဲ့အခွင့်အလမ်းတစ်ခုအဖြစ်အလွန်အရေးကြီးလာပါတယ် AI ကိုလေ့လာထားသူတွေဟာ online မှာနေပြီးဝင်ငွေရှာနိုင်ပါတယ်ဥပမာအနေနဲ့ content fan teaching image generation video editing chatbot service စတဲ့အလုပ်တွေကို AI နဲ့လုပ်နိုင်ပါတယ် freelancing platform တွေမှာလည်း AI skill ရှိတဲ့သူတွေကိုအလွန်လိုအပ်နေပါတယ် Upwork, Fiverr လို platform တွေမှာ AI နဲ့ပတ်သက်တဲ့ service တွေကိုရောင်းချပြီးဝင်ငွေရှာနိုင်ပါတယ်အရေးကြီးဆုံးကတော့ skill ရှိဖို့ပါတယ် AI tools တွေကိုမှန်ကန်စွာအသုံးပြုနိုင်ရင်အချိန်တိုအတွင်းငွေရှာနိုင်တဲ့အခွင့်အလမ်းတွေအများကြီးရှိပါတယ်ဒါကြောင့်လူငယ်လေးအတွက် AI ကိုလေ့လာခြင်းဟာအနာဂတ်အတွက်သာမကယနေ့တင်ငွေရှာနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်တင်လေဒီနေ့ကနေစပြီး AI ကိုစတင်လေ့လာကြည့်ပါနောက်တစ်ခါမှာတော့ AI နဲ့တကယ်ငွေရှာနိုင်တဲ့နည်းလမ်းတွေကိုပို့ပြီးအသေးစိတ်မျှဝေပေးသွားမှာပါဒီဗီဒီယိုကိုကြိုက်နေတဲ့ဆိုရင် like နဲ့ subscribe လုပ်ပေးပါရှင်